သာသနာတော်နှစ်1562နှစ်ကောဇာတက္ကရာ1389ခုနှစ်တော်သရင်လပြီး8ရက်2019ခုနှစ်စက်တင်ဘာလ23ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ဝါတွင်ကာလဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌မန္တလေးမြို့မိဂညိတော်ခင်ဤ82နှစ်ပြည့်မွေးနေ့အမှတ်တရသာသမီမြေများစုပေါင်းစဉ်ကျင်းပအပ်သည့်ဓမ္မသဘင်အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမထေရမြတ်တို့၏အမတ်တရားစကားများအပိုင်း15တရားဒေသနာတော်ဒီနေ့ညတော်ဝါသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝမ်းကိုရောဤပေမှန်ခြင်းတို့ကတောဘဝဒါနံကျိန်ဖမြစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမထေရမြတ်တို့၏အမတ်တရားစကားများပိုင်း15ဒီကနေ့ဒါတကမထေရမြတ်ရဲ့အမတ်တရားစကားကိုမှတ်သားနိုင်ကြမှာဖြစ်တယ်မတ်တရားစကားဆိုတဲ့အခါမှာသူတို့ရဲ့ဘဝမှာအမတ်တရားဖြစ်တဲ့စကားမျိုးကိုပြောဆိုကြခြင်းဖြစ်တယ်တချို့ဟာတော့သူတို့ရဲ့အတွေ့အကြုံဓမ္မအရေးချင်းနဲ့ပတ်သက်တာဖြစ်တော့လေတချို့ကြတော့သူတို့ကိုဆုံးမဩဝါဒပေးတဲ့ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေကိုပဲအမတ်တရားတရားအဖြစ်ပြောဆိုကြတာဖြစ်တယ်ပေါ့ခုဒီပဋိပြကလည်းပဲရသော်ဘုရားကိုယ်တိုင်ကသူ့ကိုဆုံးမခဲ့တဲ့အဆုံးအမစကားကိုပဲသူ့ရဲ့အမတ်တရားစကားအဖြစ်ပြန်လီပြောကြားခဲ့တာဖြစ်တယ်ဒါကြောင့်မို့ဒီအမတ်တရားစကားကိုနာယူမှတ်သားပြီးတဲ့အခါမှာမိမိတို့ဘဝမှာလည်းပဲ
မိုးရှိတဲ့သင်္ကန်းစာတွေကိုရယူပြီးတော့ကိုယ့်ဘဝတိုးတက်မြင့်မားရေးအတွက်ကြိုးစားကြဖို့အဓိကဖြစ်ပါတယ်ဒီမှာဒီမထေမြတ်ကဒါတကဒါသဆိုတဲ့အဓိပ္ပာယ်ကြေးကျွန်လို့အဓိပ္ပာယ်ရတယ်နော်နောက်ကကထည့်လိုက်တဲ့အခါကျပိုဆိုးတယ်ကဆိုတာယုံညံ့နေဆိုတဲ့အဓိပ္ပာယ်ပြောတာကျွန်ယုတ်လို့ခေါ်တဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်သို့မဟုတ်ဒါတကကျွန်ငယ်လို့ဒီလိုလဲအဓိပ္ပာယ်ဆိုလို့ရပါတယ်အေးသူ့ရဲ့နာမည်ကဒါတကလို့ခေါ်တယ်ပေါ့အဲ့ဒီမထေရမြတ်ကအမှတ်တရစကားတွေပါပြောခဲ့တော့ဆိုမိတ္တိယထာဟောတိမဟကတောသနေဒာယိတသံပရိဝတ္တတာယီမဟာဝရဝောဟနိဝပပုဋ္ဌောပုဏ္ဏပုဏ္ဏကဗ္ဗမုပိတိမန္တောမြတ်စွာဘုရားကသူ့ကိုတတိပေးဆုံးမတဲ့ဂါထာလေးအဲ့တော့တခြားပုဂ္ဂိုလ်တွေကိုလည်းမြတ်စွာဘုရားကအစာကြီးတယ်အိတ်ကြီးတယ်ဆိုရင်ဒီစကားနဲ့ဒီတရားနဲ့ဩဝါဒပေးပြီးဆုံးမတယ်ဟောအစာကြီးပြီးတော့ဝိတ်တက်နေတဲ့လူတွေအတွက်ဒီခန္ဓာလေးကတော့ရွတ်ထားဖို့ခေါ်နော်စာကြီးတယ်အိတ်ကြီးတယ်အဲ့ဒါတွေအတွက်သင်္ကန်းစာယူဖို့ဆိုလိုတဲ့အဓိပ္ပာယ်လေးကတော့မိတ္တိယထာဟောတိဒုတိယဟာအချင်းစိတ်တွေများနေတယ်မိတ္တိဆိုတာငိုက်တယ်လားတရားနာရင်လည်းငိုက်တယ်စာသင်ရင်လည်းငိုက်တယ်တရားထိုင်ရင်လည်းငိုက်တယ်တယ်လီဗီရှင်းကြည့်ရင်တော့မငိုက်ဘူးသူကအဲ့တော့တရားနဲ့ပတ်သက်လို့ရှိရင်ငိုက်တာမိတ္တိဆိုတာငိုက်တယ်ငိုက်လေးရှိတယ်တဲ့အိတ်ငိုက်တယ်အမြဲတမ်းတချို့ရှိတယ်ဟုတ်တယ်ငြိမ်ငြိမ်လေးထိုင်တာနဲ့ငိုက်တာတချို့ကျတော့ကားစီးတာနဲ့အိတ်ကားပေါ်မှာငိုက်တော့တာအမျိုးစုံရှိတယ်ပေါ့နော်ကားစီးပြီးကားပေါ်ငိုက်တဲ့လူလေးတွေ့ဘူးတာတလန်းလုံးဒီလိုပဲကားပေါ်ရောက်သိမကြသေးဘူးကားပေါ်တက်တယ်ခဏနေငိုက်သွားပြီအဲ့လိုပုံကိုလည်းတွေ့ရတာအဲ့တော့ခေါင်းနဲ့ထိလိုက်လို့ရှိရင်လေအိပ်ပျော်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဘုန်းကြီးတို့တော့အဲ့လိုမငိုက်လို့ကိုခက်အတော်နဲ့အိပ်မပြောအဲ့တော့မိတ္တိဆိုတာငိုက်မြည်ထက်တဲ့ပုဂ္ဂိုလ်မင်းတို့မြည်လက်ထက်တုန်းကသူရမခုခေတ်တော့ကဘာအေးလို့ပြောသူရမအဖွဲဆိုတာရှိတယ်သာသနာရေးကိစ္စသာသနာရေးရာကိစ္စတွေကိုသာသနာပိုင်ဥဆောင်ပြီးတော့စီမံဆောင်ရွက်ရတဲ့ဒီအဖွဲ့ကိုသုဓမ္မအဖွဲ့လို့ခေါ်တယ်သုဓမ္မဆိုတာယုံရဲ့နာမည်ပေါ့နော်သုဓမ္မဇေယျတို့သုဓမ္မရွှေဇေယျတို့ဆိုတာရှိတယ်ပြန်ဆောက်တာအဲ့ဒီမှာယုံထိုင်ပြီးတော့တန်ခါကိစ္စတွေကိုသာသနာပိုင်ဆရာတော်ကြီးဥဆောင်ပြီးတော့လုပ်တယ်အဲ့ဒီတော့ဗမောဆရာတော်မင်းတို့မင်းလက်ထက်ကဗမောဆရာတော်ပြောတာနော်အဲ့ဒီဗမောဆရာတော်ကအများရန်စာချိုးလေးရှိစာချိုးတဲ့ထဲမှာဆရာတော်ကြီးတစ်ပါးကိုစာချိုးထားတာအဲ့ဒီသူတို့ကအစည်းအဝေးထိုင်ပြီဆိုရင်ဆရာတော်ကြီးတို့ကငိုက်တယ်တန်းတယ်ခဏခဏဒါတော့လူရဲ့ခန္ဓာကိုယ်ဆိုပြောလို့တော့မရဘူးနော်အဲ့ဒီမှာတန်းတတ်တဲ့ဆရာတော်ကြီးရဲ့ကြောင်းတိုင်းနဲ့သူ့ဘက်ကိုဘယ်ဆရာတော်အဖြစ်တန်းတန်းတဝေဝေဆိုပြီးတော့ဆိုတယ်တော့ဆရာတော်ကြီးတွေနာမည်တွေတော့မဖော်တော့ပါဘူးနော်စာချိုးတာရှိတယ်ပေါ့သိကျင်နဲ့ဖတ်ကြည့်အဲ့ဒီလိုသူတို့ကအဖွဲ့ဝင်ဆရာတော်ကြီးတွေကိုစာချိုးထားဘယ်ကိုတော့စာအားနေတယ်ဘယ်ကိုတော့စကားပြောရင်မပြောခင်ငေါ့ပြီးဘယ်ကိုတော့စီဝေးထိုင်လိုက်တာနဲ့တန်းပြီးဆိုတဲ့ပုဂ္ဂိုလ်တွေပါအဲ့ဒါပဲတန်းတဲ့ပုဂ္ဂိုလ်တွေပါနော်မိတ္တိငိုက်တယ်ငိုက်မြည်တယ်တန်းနဲ့ဝေးတယ်မဟကတောအစားလဲကြီးတယ်ငိုက်လဲငိုက်တတ်တယ်အစားလဲကြီးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့
ဘာဖြစ်တယ်ဆိုရင်နိဒာရိတာအိတ်လေးရှိတယ်တဲ့စားလည်းကြီးတယ်ငိုက်လည်းငိုက်တယ်ဆိုရင်အိတ်တော်တာပဲတဏီကုံအိတ်တယ်တံပရိဝတ္တတာယီဟိုဘက်လှဲ့အိတ်လိုက်ဒီဘက်လှဲ့အိတ်လိုက်ဘာနဲ့တူတော့ဆိုရင်မဟာဝရာဟောဝနိဝပပုထ္ထောတဲ့နိဝပပုထ္ထောဝက်စာတွေနဲ့ကျွေးပြီးတော့မွေးထားတဲ့မဟာဝရာဟောဝက်ကြီးလိုပဲလို့ဆိုတယ်နော်စာထဲမှာပါတဲ့အတိုင်းပြောတာနော်နိဝပပုထ္ထောဝက်စာနဲ့ကျွေးမွေးပြီးတော့မွေးထားတဲ့မဟာဝရောဝရာဟောဝက်ကြီးလိုတံပရိဝတ္တတာယီဟိုဘက်လှဲ့လိုက်ဒီဘက်လှဲ့လိုက်နဲ့အိတ်တတ်တယ်တဲ့အဲ့ဒီလိုကြီးပဲစားလဲစားအိတ်လဲအိတ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာပုဏ္ဏပုဏ္ဏံခဗ္ဗမုပိတိမန္တောအတိညာနှုံနေပြီးနှုံနေတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ဟုတ်လားတဘွားပြီးတဘွားတဘွားပြီးတဘွားသေပြီးတဲ့အခါပြန်မွေးသေပြီးတဲ့အခါပြန်မွေးဒါကြောင့်ပုဏ္ဏပုဏ္ဏံခဗ္ဗမုပိတိမန္တောအဲ့ဒီလိုအတိညာအားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအချိန်ချင်းထပ်ထပ်ဘဝမှာမလွတ်နိုင်မနဲ့အချိန်ချင်းထပ်ထပ်ပြန်လီမွေးဖွားခြင်းကိုရောက်ရှိရတယ်လို့ဆိုလိုတယ်ပေါ့နော်တဏှယောကမလွတ်ဘူးလို့ပြောတာပုဏ္ဏပုဏ္ဏံခဗ္ဗမုပိတိပုဏ္ဏပုဏ္ဏံဖန်မှန်ထပ်ထပ်ခဗ္ဗံအမိဝမ်းတိုက်တော့အမိဆိုတာလူအမေဖြစ်ခြင်းလည်းဖြစ်မယ်တခြားအမေတွေလည်းဖြစ်ခြင်းဖြစ်မယ်အဲ့ဒီအမေတွေရဲ့ဝမ်းတိုက်တော့သူဟာရောက်နေတယ်တဏှယောကဘယ်တော့မှမလွတ်ဘူးတဲ့အများကြီးစားအများကြီးအိတ်စာကြွေးထားတဲ့ဝဲကြီးလူအိတ်လိုက်နေတဲ့ပုဂ္ဂိုလ်ဟာတဏှယောဆင်းရမလွတ်ဘူးဆိုလိုတာကမကြိုးစားရင်မရဘူးဆိုတာဒါမြတ်စွာဘုရားကဒီနာလူတယောက်ကိုနှိပ်ကွက်ပြီးတော့ဆုံးမတဲ့သဘောမျိုးပေါ့နော်အဲ့ဒီလိုဆုံးမပြီးတော့ဟောတဲ့အဆုံးမစကားပဲဖြစ်တယ်အဲ့ဒီဆုံးမစကားဟာဓာတကဆိုတဲ့မထေမြတ်အတွက်ကတော့ဒီဆုံးမစကားကိုနားထောင်ပြီးတော့တရားတို့တရားမြတ်ရသွားတယ်အဲ့ဒါကြောင့်မို့သူ့အတွက်ကတော့အလွန်တန်ဖိုးရှိတယ်တန်ဖိုးရှိတယ်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေအတိုင်းသူဟာမြတ်စွာဘုရားရဲ့တတိပေးဆုံးမတဲ့အတိုင်းသူဟာကြိုးစားအထုတ်တယ်အိပ်ပြီးတော့မနေဘူးရှောင်ကျင်ပြီးတော့တရားအထုတ်တဲ့အခါမှာသူဟာထူးခြားတဲ့အကျိုးကျေးဇူးကိုရရှိသွားတယ်အဲ့တော့သူ့ရဲ့အမှတ်တရစကားကိုသူပြောတာသူ့ရဲ့ဘဝစัจကြောင်းလေးကိုပြန်ပြောင်းပြီးတော့ကြည့်အောင်60ကဘာတုန်းက60ကဘာမှာဝိပဿနာမြတ်စွာဘုရားပွင့်တယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားမပွင့်ခင်လောကမှာဘုရားမပွင့်ခင်လေးမှာပိစိကဗုဒ္ဓတွေပွင့်နေရှိတယ်ဘုရားပွင့်တဲ့ကဘာမှာဘုရားမပွင့်ခင်ပိစိကဗုဒ္ဓတွေပွင့်တယ်ဘုရားပွင့်ပြီဆိုရင်တော့ပိစိကဗုဒ္ဓမပွင့်တော့နော်အဲ့ဒါလိုလေးကောရမဘုရားအလောင်းလေးမွေးဖွားလာတော့ပိစိကဗုဒ္ဓတဆူကြံသေးတယ်အဲ့ဒါဘုရားအလောင်းလေးမွေးဖွားပြီဆိုတဲ့သတင်းလဲကြားပြီးတော့သူလည်းပြိဋိဘံဆံသွားတယ်နော်မာတင်ကဆိုတဲ့ပိစိကဗုဒ္ဓနောက်ဆုံးကောရမဘုရားမပွင့်ခင်လေးမှာနောက်ဆုံးလက်ချံပိစိကဗုဒ္ဓအခုလဲ60တဲ့ကဘာမှာဝိပဿနာမြတ်စွာဘုရားပွင့်တယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားမပွင့်ခင်မဲ့ဖြစ်နိုင်တယ်ပွင့်ပြီးတဲ့နောက်သာသနာမရှိတော့တဲ့အချိန်လည်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာပိစိကဗုဒ္ဓတဆူရဲ့ဘွဲတော်အစိတာတဲ့အစိတာဆိုတဲ့ပိစိကဗုဒ္ဓမထေမြတ်လောကမှာပွင့်ပေါ်ပိစိကဗုဒ္ဓဆိုတာတပါးတဲ့အေးစေစေဟိမန္တာတောင်ကဟိမန္တာကခန္ဓာမာရဏတောင်မှာများသောအားဖြင့်သတင်းသုံးကြတယ်ပေါ့မင်းစုတကလှိုင်ကူမှာသတင်းသုံးရတယ်လို့ဆိုတော့တဘာဝလှိုင်ကူကြီးထဲမှာသတင်းသုံးနေထိုင်ကြပြီယမယံခါလူသားတွေကိုငဲ့ညသနာတဲ့အနေနဲ့လူလောကသို့ကြွားရောက်လာပြီသူတို့နဲ့တွေ့ရလို့အဆုံးမရသွားတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုပြုခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေဟာ
ကျိုးကျေးဇူးကိုခံစားကြရတယ်ဒါကြောင့်မို့60ကဘာမှာဒီဒါသကမထေရရဲ့အလောင်းကလူလာဖြစ်တယ်အဲ့တော့လူဖြစ်တဲ့အချိန်မှာကံလျော်စွာအစိတဆိုတဲ့ပိစိကဗုဒ္ဓအရှင်မြတ်ကသူတို့နေတဲ့ဒေသကိုကြွလာပြီးဆွမ်းခံတဲ့အခါမှာသူ့လက်ထဲမှာလည်းတည့်အသီးတွေရှိတော့သူကတရားပေါက်ပြီးတော့ပိစိကဗုဒ္ဓကိုတည့်အသီးလှူခဲ့တယ်ဒါသူကောင်းမှုလေးပဲနော်တရားဆိုတာဒီလိုပဲတစ်ခါတရံပေါက်တယ်တစ်ခါတရံကျမပေါက်ဘူးနော်တရားတရားပေါက်လို့ပိစိကဗုဒ္ဓကိုသူတည့်အသီးလှူလိုက်တယ်အဲ့ဒီလှူလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်သူဟာလူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်နဲ့တန်တရားမှာကုသိုလ်ကံရဲ့အရှိန်နဲ့ချမ်းသာဒုက္ခခံစားရအဲ့ဒီကနေ60ကဘာကိုဖြတ်ကျော်လာပြီးတဲ့နောက်မှာဗဒ္ဒကဘာရောက်လာတော့ကတ္တဗမြတ်စွာဘုရားပွင့်တယ်ဗဒ္ဒကဘာတွေကပွင့်တော်မူတဲ့အထက်မှာ၄စုရှိတဲ့အထက်မှာကတ္တဗမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာသူဟာကံအားလျော်စွာဘုရားပွင့်တဲ့အချိန်မှာလူလာဖြစ်ပြန်ဒါတွေကတိုက်ဆိုင်မှုတွေနော်တမင်လုံးလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးကိုယ်ကလည်းလူလာဖြစ်တယ်ကိုဖြစ်တဲ့နေရာမှာဘုရားလည်းပွင့်လာတယ်ဆိုတာတိုက်ဆိုင်တာနော်အဲ့ဒါလို့တိုက်ဆိုင်လာတဲ့အခါမှာသူကကတ္တဗမြတ်စွာဘုရားရဲ့တရားဓမ္မတွေနားတဲ့အခါကျတော့ကြီးညိုသရာဖြစ်ပွားပြီးတော့ကတ္တဗမြတ်စွာဘုရားရဲ့ထံမှာယဟန်ဝတ်တယ်ဘုရားလက်ထက်မှာယဟန်ခံလိုက်တယ်ဒါပေမဲ့ယဟန်ခံမိမဲ့လို့တရားဓမ္မအားထုတ်တော်လည်းပဲယဟန်နာမဖြစ်ဘူးပါရမီနုနေသေးတယ်သို့မဟုတ်ဥပနိဒေယမပြည့်စုံသေးဘူးဆိုရင်အဆင့်အားယဟန်နာမဖြစ်ဘူးဒါကြောင့်မလို့ကောရမမြတ်စွာဘုရားလက်ထက်သာသနာကြုံပြီးတော့တရားအထုတ်တဲ့နိနာနေတရားတွေကိုမှီပြီးတရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေစိတ်မပြတ်နဲ့မမှီသေးရင်မရောက်သေးဘူးမှီရင်ရောက်ပါလိမ့်မယ်အထုတ်နေဖို့သာကိုယ်တောင်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလိုပဲဒီမျိုးကောင်းသားဟာလည်းယဟန်ဝတ်ပြီးတော့တရားအထုတ်တယ်သို့တော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်တရားထုတ်တော်လည်းပဲတရားတို့တရားမရဘူးကတ္တဗမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒကိုနာခံမှတ်သားပြီးတော့သူဟာဝိဝတ္တုပနိတယလို့ခေါ်တယ်နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့တဏှာဥကလွတ်ဖို့ရှင်မှန်းချက်နဲ့ကုသိုလ်ကောင်းမှုတွေကိုသူစ조사အထုတ်တယ်အဲ့ဒီစ조사အထုတ်ပြီးတော့ဘဝအဆုံးသတ်သွားတဲ့အခါမှာတန်တရားထဲမှာလဲပတ်ပြီးဒီကုသိုလ်လုပ်တဲ့နေရာမှာသူကဝါသနာကြီးတယ်ပေါ့ကတ္တဗဘုရားလက်ထက်တုန်းကကုသိုလ်လုပ်တဲ့အလေးအချင်းရလာတဲ့အခါမှာလူဘဝရောက်တိုင်းကုသိုလ်ကောင်းမှုတွေစ조사လုပ်တယ်အဲ့ဒါလို့စ조사လုပ်တော့ကောရမမြတ်စွာဘုရားပွင့်လာတဲ့အချိန်မှာကျတော့အဲ့တော့ဘလောက်ပဲကုသိုလ်ကောင်းမှုတွေလုပ်လူဆိုတာလေကံကြမ္မာရဲ့လှည့်စားမှုဆိုတာကြုံရတတ်တယ်ပေါ့နော်အဲ့သူကတာဝတိမြို့မှာအနာရဘိန်တထေးရဲ့အိမ်လာဖြစ်တယ်နာရဘိန်တထေးအိမ်ဖြစ်လို့နာရဘိန်တထေးရဲ့သားလားလို့ဆိုမဟုတ်ဘူးနာရဘိန်တထေးရဲ့အိမ်မှာအလုပ်လုပ်တယ်နာရဘိန်တထေးရဲ့ကျွန်မတူရဲ့သားလားဖြစ်တာဒါကြောင့်မို့သူ့ကိုဒါသကတော့ခေါ်တယ်နော်ကျွန်နာမည်နဲ့ခေါ်တာအဲ့တော့နာရဝိတ္တိကြီးအိမ်မှာသူလူဖြစ်ရတာတော့ကံကောင်းတာပေါ့နာရဝိတ္တိအိမ်မှာအလုံးလုံးကိုင်းနေတယ်ရှေ့ကတော့ဒီချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေစီမှာကျွန်အဆင့်နဲ့အလုံးလုံးကြရတယ်ပေါ့နော်ကျွန်အဆင့်နဲ့အလုံးလုံးကြခဏခေရောမရှိဘူးလားလို့ဆိုတစ်ဖက်လက်နဲ့ရှိတယ်ရောင်းစားခံရတဲ့ပုဂ္ဂိုလ်တွေကကျွန်ဖြစ်သွားတာပဲနော်အခိုက်တန့်မှာကျွန်ဖြစ်သွားနာမည်သာကျွန်လို့မခေါ်ပေမဲ့လူကုန်ကူးတဲ့လူတွေရဲ့ခံရတဲ့သတင်းတွေပဲဖတ်ကြည့်ရင်ကျွန်လို့ဖြစ်သွားတာပဲဘာမှမထူးအဲ့အလေးနဲ့တတိထားကြကောင်းလောဘကြီးတယ်မသိနားမလဲတဲ့ပုဂ္ဂိုလ်တွေလှည့်စားပြီးတော့ဘာလုပ်ရမယ်ညာလုပ်ရမယ်နဲ့ဆိုခေါ်ဆောင်သွားဟိုရောက်တဲ့အခါရောင်းစားပစ်ခဲ့အဲ့ဒါသူကကျွန်ဖြစ်နေတာပဲမှာတော့အဲ့ဒီလိုဟာတွေခဏခေတ်မှာအများကြီးဖြစ်နေလူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့အမှန်တော့တစ်ချိန်လုံးကကျွန်နေရောင်းစားတဲ့သဘောပဲမထူးအင်တန်မှဒီ
လှည့်စားမှုကိုခံရပြီးတော့တချို့လူတွေကဒုက္ခရောက်နေကြအဲ့တော့ကိုယ့်ကိုယ်လောက်ဘယ်ကောင်းလဲကိုမိသားစုလောက်ဘယ်မှမကောင်းဘုန်းကြီးမှတ်မိသေးတယ်ငယ်ငယ်တုန်းကဘုန်းကြီးတို့မိသားစုထဲမှာအကိုအကြီးဆုံးကမုံရွာမှာနေတယ်မုံရွာမှာနေတော့သူကသမီးတစ်ယောက်တည်းရှိတယ်ရွာလာတဲ့အခါမှာဒီမိဘတွေစီပြန်လာတဲ့အခါမှာသူကဘုန်းကြီးကိုမွေးစားခြင်းလို့ပေါ့အမေမိခင်စီတောင်းတာပေါ့တောင်းတဲ့အခါကျဒကမရက်သားပြီမလို့မပေးဘူးညင်းတယ်မပေးနိုင်ဘူးတဲ့ဟင်းရွက်ကစုံမှတ်နေလို့လားတဲ့ငါသားသမီးဘယ်သူမှမပေးဘူးတဲ့တော့ငယ်ငယ်တော့ကတော့ပေးစေချင်တာပေါ့ကိုကနော်ပေးစေချင်တယ်ဒါပေမဲ့လို့ဒကမကြီးဆုံးဖြတ်တာအလွန်မှန်တာပဲသူကဘာပြောတော့ဆိုကို့အမေလောက်ကောင်းတဲ့လူလောကမှာရှိအောင်မလားနော်မွေးစားတဲ့လူကိုကောင်းတယ်လို့မထင်နဲ့အကိုပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်ကို့မိခင်ရဲ့ဒီစိတ်ဓာတ်မျိုးလို့ဘယ်သူမှမရှိနိုင်ဘူးအမေလောက်ကောင်းတာလောကမှာဘယ်ရှိမလဲဆိုပြီးတော့ပြောဦးတယ်ခေါင်းထဲမှာမှတ်မိတယ်အဲ့ဒါမပေးဘူးအကိုကြီးကိုတော့ပြောတယ်ဟင်းရကစင်မှတ်နေလို့ငါလာတောင်းတာလားမပေးဘူးဟိုကခဏခဏတောင်းတယ်သူမွေးစားခြင်းလို့ပေးပါနဲ့ဆိုမပေးဘူးအဲ့တော့မှန်တယ်အဲ့ဒါနော်ကို့အမေနဲ့ပဲမိဘနဲ့ပဲအကောင်းဆုံးဘယ်လိုဆိုရောင်းစားလို့ရတာလေထားရောင်းစားလိုက်မှာပေါ့အဲ့တော့သားသမီးတွေဆိုတာကိုယ့်ရဲ့မိဘကလွှဲရင်ကျန်တဲ့ပုဂ္ဂိုလ်ဆိုတာသိယုံကြည်ရတာမဟုတ်ဘူးလူကုန်ကူးတဲ့ထဲမှာခါရတာဒီကနေ့ခေတ်မှာအများကြီးပဲရှိနေတယ်ကိုယ့်ရဲ့မိသားစုလိုကောင်းတာမျိုးပဲမှမရှိနိုင်ဘူးဒါကြောင့်ဘဝပေးတဲ့အတိုင်းပဲဖြစ်တယ်လို့လောက်ကင်စားဖို့လောဘမကြီးကြဘူးအရေးကြီးတယ်လောဘကြီးပြီးတော့မစားရဝါကမန်းပြောတာတွေကိုယုံတယ်ယုံလွယ်တဲ့လူတွေခံရတာပဲအမှားတော့မသေးကြတာကိုလုံးဝလက်မခံရောပရမရောနဂါအကောင်းဆုံးပဲနော်အဲ့ဒီလိုမဟုတ်ဘဲနဲ့မစားရဝါကမန်းပြောတဲ့လူတွေစကားယုံပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဒီကနေ့ခေတ်မှာတယ်ပဲလူလေလို့သာပြောကြတယ်နော်ခံရတဲ့လူတွေအများကြီးရှိနေတယ်အဲ့တော့ဒီမျိုးကောင်းသားဟာလေဒီဒါတကအနာရိတ္တိအိမ်မှာအလုံးလုံးနေတဲ့ကျမရဲ့သားသွားဖြစ်တယ်။ဘာဖြစ်လို့သူကျမသားဖြစ်တာတော့ဆိုကတ္တဝဘုရားလက်ထက်တုန်းကသူဟာယဟန်တပါချင်းချင်းပေါ့နော်။အဲ့လိုနေရင်းကနေပြီးတော့ယဟန်တာတပါကိုမလေးမစားခိုင်းခဲ့ဘူးတယ်။ဟိုကလှုပ်ပြီးဒါလှုပ်ပြီးနေဆိုပြီးတော့ခိုင်းခဲ့ဘူးတယ်။အဲ့ဒီခိုင်းခဲ့သည့်အကုသိုလ်ကံကြောင့်သူဟာဒီကြုံမွားရောက်တာလို့သူဆိုအဲ့တော့တန်တရားဆိုတာတန်တရားခရီးသွားအမှားတစ်ခုခုလုံးမိပြီဆိုရင်လူတွေကဒုက္ခရောက်တတ်တယ်ပေါ့ယဟန္တာပုဂ္ဂိုလ်မျိုးကိုအမတ်တမဲ့စေခိုင်းမိတာမျိုးဖြစ်သည့်အတွက်ကြောင့်သူဟာဒီကြုံမွားကိုရောက်ရှိလာတယ်တဲ့နာရဝိန္ဒတိအိမ်မှာဖြစ်တာသူကံကောင်းခြင်းပဲအဲ့တော့နာရဝိန္ဒတိကဇေရွန်ကျောင်းကြီးကိုဆောက်တဲ့အခါကျတော့အဲ့ဒီဒါသကဆိုတဲ့ကလေးကိုမင်းကျောင်းတန်ရှင်ရေးသွားလို့အမိုက်တရိုက်ရှင်းဖို့ဆိုပြီးတော့ကျောင်းတန်ရှင်ရေးတောင်းအောင်သူလွှဲအိပ်ပေးတာအဲ့ဒါကိုဗမာပြည်မှာလည်းရင်တော့ဘုရားကျွန်ကျောင်းကျွန်ဆိုပြီးတော့အသုံးတွေရှိတယ်နော်ဘုရားကျွန်ကျောင်းကျွန်ခေါ်တယ်ဘုရင်တွေကဘုရားကိုလှူထားတာတယ်ဘုရားကိုတန်ရှင်းရေးလုပ်ဖို့ထိမ့်သိမ့်ဖို့ဆိုပြီးတော့ဘုရားကျွန်ဖြစ်လှူတယ်သူတို့ကျောင်းဆောက်ထားပြီးတဲ့အခါမှာလည်းပဲကျောင်းတန်ရှင်းရေးလုပ်ဖို့အမိုက်တရိုက်ရှင်းဖို့ကျောင်းကျွန်ဆိုပြီးတော့လှူတယ်ဘုရင်လက်ထက်ဒါကြောင့်မို့မြန်မာရာဇဝင်နဲ့ပဲဖက်ရင်ဘုရားကျွန်ကျောင်းကျွန်ဆိုတဲ့စကားလုံးအသုံးဟာရှိကြနေတယ်ဒီကနေ့ခေတ်တော့ဒီစကားနဲ့ပြောရင်ရံဖြစ်ခံရမှာသိကြတယ်နော်သို့တော့သမိုင်းအရာတစ်ချိန်လုံးကရှိခဲ့တယ်အနာရဝိန္ဒတိဟာလည်းပဲသူ့အိမ်က
ဒီကျွန်းကလေးကိုကဲမင်းဇေရွန်ကျောင်းနဲ့သွားဇေရွန်ကျောင်းမှာနေကျောင်းတန်ရှင်းရေးတွေမင်းအကုန်လုံးဆိုပြီးတော့သူ့တောင်းပေးထားတယ်လောက်ခိုင်းတဲ့အခါမှာသူကတရားတရားလေးလည်းကောင်းတယ်ပေါ့တရားတရားကောင်းတော့ကျောင်းကိုတန်ရှင်းရေးလုပ်အကျင့်သီလလည်းကောင်းတယ်တရားတရားလည်းကောင်းတယ်အဲ့ဒါလို့ကြိုးကြိုးဆဆလုပ်ကြိုးကြိုးဆဆလုပ်တော့မြတ်စွာဘုရားကိုလည်းသူကမပြတ်ဖူးရတယ်ဘုရားဟောတဲ့တရားကိုလည်းမပြတ်နာရတယ်ကျောင်းထဲမှာဆိုတော့တရားဟောတိုင်းသူကနာရတယ်ဆိုတော့သူကသိက္ကံကောင်းတယ်နောက်ဆုံးကျတော့သူကလူလိမ္မာလေးဖြစ်သည့်အတွက်ကြောင့်ဘုရားတရားလည်းနာတယ်ကိုကျင့်သီလလည်းကောင်းတယ်သူသင်္ကန်းဝတ်ချင်တဲ့စိတ်တွေကိုတထေးကြီးကိုပြောတဲ့အခါတထေးကြီးကသူ့ကိုကြေညာပေးတယ်ကျွန်အဖြစ်ကလွတ်တယ်သူတို့ခစ်တေကြတော့အဲ့ဒါကျွန်အဖြစ်ကကြေညာရတယ်သူကမကြေညာလို့ရှင်သူများကြေကျွန်ဆိုလို့ရှင်ရဟန်းခံပေးလို့မရဘူးပေါ့နော်ကိုပိုင်တဲ့လူမဟုတ်ဘူးအဲ့တော့ကြေညာလိုက်တာကိုဘုစိတံကတ္တဝါကျွန်ဖြစ်မှစေလွတ်ပေးတယ်လို့ဆိုလို့တယ်ဥပရိယသူဟာကျွန်မဟုတ်တော့ပါဘူးဆိုပြီးတော့ကျွန်လွတ်ကနေသူ့ကိုလွတ်လိုက်တယ်အဲ့ဒီအချိန်ကျမှသူကသာသနာ့ဘောင်ဝင်ပြီးတော့ရဟန်းခံလူတုံးကတော့ကြိုးကြိုးစားစားအလုတ်တွေလုတ်တယ်ဇေရွန်ကျောင်းတန်ရှင်းရေးကိုအတက်တရောလုတ်တယ်ဘုန်းကြီးဝတ်လိုက်ပြီးတော့ကျွန်ဖြစ်ကလည်းလွတ်ရောရဟန်းဖြစ်တဲ့နေရာစပြီးဒီကိုတော့အပြင်းလိုက်တာမပြောနဲ့ဘာမှကိုမလုပ်တော့ဘာမှကိုမလုပ်ပြင်းသွားတာနော်စိတ်ဓာတ်ကပြောင်းသွားပြင်းတယ်တဲ့ဘာမှကိုမလုပ်ရဟန်းဖြစ်တဲ့နေရာပြင်းတယ်အလုံးမလုံးဘူးသူအိတ်တယ်တရားပွဲတွေမှာလည်းနောင်နာထိုင်ပြီးတော့တခေါကောနဲ့အိတ်တယ်သူအဲ့ဒါလို့ပြင်းလို့အိတ်နေတာတွေကများလာတဲ့အခါမှာမြတ်စွာဘုရားဒီဂါထာလေးနဲ့ဟောတာသူနော်တတိပေးတာဆုံးမတာမိတ္တိအမြဲတမ်းငိုက်လေရှိတယ်မဲကတော့အစားတော့ကလည်းမက်တယ်အစားကြီးတယ်နေဓာရိတာအိတ်လေးရှိတဲ့အခါမျိုးကများနေတယ်အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့နိဝပဝုထောနိဝပပုတ်ထောဝက်စာတွေကျွေးပြီးတော့မွေးထားတဲ့မဟာဝရဟောဝဝက်ကြီးလိုပဲတံပရိဝတ္တတာယီဟိုပဲလှည့်လိုက်ဒီပဲလှည့်လိုက်နဲ့တရှူးရှူးအိတ်တတ်တယ်တဲ့အေးအဲ့ဒီလိုအိတ်နေဝက်ကြီးလိုမင်းတဏီကုံအိတ်နေမယ်ဆိုရင်မန္တောအသိဉာဏ်နှုံနေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးပုဏ္ဏအချိန်ချင်းထထခပ်ဖန်ဘဝတန်တရားခရီးကအမိဝန္တဲ့သို့ဥပိတိရောက်မှာပဲမင်းခဏခဏတန်တရားထဲမှာတရားဖြစ်ကလွတ်မှာမဟုတ်တော့ဘူးလို့မြတ်စွာဘုရားသူ့ဆုံးမတယ်အဲ့ဒါလို့ဆုံးမတယ်မဟကတအလွန်အစားကြီးတယ်ဆိုတာစံချိန်ကျိုးလောက်အောင်စားတဲ့အစားကြီးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခက်က9ယောက်ရှိတယ်နော်စံချိန်ကျိုးအောင်စားတဲ့လူတွေအစားကြီးတဲ့လူ9ယောက်ရှိတယ်ပုံနာ9ယောက်လို့ဆိုတယ်ပထမတစ်ယောက်ကတော့ဘာတော့ထမင်းစပွဲမှာထိုင်ပြီးတော့စားလိုက်တာထတဲ့အခါကျသူကသူထလို့မရဘူးနော်အဲ့လောက်ထိအောင်စားထလို့မရဘူးထမရတဲ့အခါကျတော့အာဟာရဟတ္တကသူ့ကိုခေါ်တာအာဟာရဟတ္တကလက်ကလေးကမ်းသမ်းမအောင်ဆိုသူများလက်ကလေးကိုဆွဲပြီးမှသူထားလို့ရတယ်စားလွန်အားကြီးတဲ့အခါကျတော့အဲ့လိုသူများလက်ကိုဆွဲပြီးတော့မှထားနိုင်တဲ့သူအစာကြည့်တဲ့သူကတစ်ယောက်တည်းနောက်တစ်ယောက်ကျတော့အလန်းတာတကားတယ်ဝတ်ထားတဲ့အဝတ်တောင်ကျွတ်သွားအောင်စားတာဘိုက်ကနော်ဝတ်ထားတဲ့အဝတ်ကကျွတ်သွားပြီခုခေတ်ပြောကြတာလို့ရှော့စားဘာရှော့စားဘုန်းကြီးတွေကျကပန်းခါပန်းညို့ရှော့စားအစားရှော့တော့မဟုတ်ခါပန်းညို့ရှော့အဲ့ဒါစားရင်နဲ့ပစိုးကိုကျွတ်သွားတာအဲ့ဒါမျိုးကိုအလန်းတာတကလို့ခေါ်တယ်ပစိုးကျွတ်အောင်စားသူနော်ပစိုးကျွတ်အောင်စားသူနောက်တစ်ခုကျတော့ဒီ
Tata Wataka Tabwins away Nama, lay a yard. Tagumtan over so much. Do I pull soda? As I be a number told it, Matano. Era, Tata Wataka, call it. Now they have Jaro, do the Sachi and Barons. Kaka Mataka. Salita along away. Pasaka and Trella on Sare look Piogenabo, no? Eri Kaka Mataka, so to Salite Pasaha, Muchalo or Rimapilla to Chiganga, Pasaka, nice Salo Yala on Sare Lupio. No? To get up, oh, Sajira Biorava, Adelu, Pasabagani, nice I do, that you jump on baby, they mamo. Now the Ujaro. But one meter and try on, sir. Sabida Angu Biara Dua Talo Biaro Edilu Asachi de Boguri Asachi de Bogo let the mule, Sanine de Bogo let the mule. Codola Meniero Sanine Sabiro Dulebe Tatra water car away. Sabi Lucy Dua. Never time to fit. The Asara Codra Minion. Well, leave my let Sarah Idua to Rosara. True. A letter cheese in it. Cook it. The hot derima, tweet a letter cheese in it. What that don't that? Don't that no call. No. A that attack, a seat attack, a counter attack. Edilu. What that told chet her how a little ganine pie ted her. Ted have some again, Eddie with that, don't be Sara go loyal. BB so much sonnet tabby the car at a loud Sabian. And I don't go into a wood. My name is Sarah Edward. San nine about no? Do a San nine. San and Necroy. And I do have beauty. Loga machine. Asachi is Surajaradua. Sana in a Boguriaro. Asa Ema Asachi Luerabo. Sabi, Wami, Kono Achi de Boguri. Tamu Diato de Boguri Jaro, yes of ya. Jamayame, Jamare Surahare. Eteme, Wami Miata du Sheame. Wami no long Aji in Samju, Wami Kono Ajino Shin, Saji du Shedo. Rajamu, Miamia Dada, Mapiano, Mayorlon, Wami, a needle Yama, Salim body lips your mad. I don't know more in no pie show if you know. I don't solo, no. I don't make that Sachi is Reniama. D. I go tabby, purely shit. D. Good all that thing I would be great. Jomoa le Lutavi, so do Lula say deep, she shot like the pian light down beyond a Bamagum Lodo. A penny or Erajamu Yasavia do call me the deep beta. The deep beta. Mendido 18 name as solution, and the Arega Loma Mofu, so. Do Yasavia, it is so much ago, which I had come. Now we got Chipbido. Juju Sazan Dea told like her, do Hayana Pshatware. Dajamu do, yes, of your so much as a galley will do a Madeas a gapi, pure. No? Matey yeta. Matey yeta or hotty. Matey yeta hotty. Neta yita, Tambri water tai, Mahawara Niwa poto. Puna kaba mupiti mando. Matey, Engai shide, Mahakato, Amyaji sare. Amyaji sara, Englilu, emet italo, tone, emet ita, Sajide. Oh, Myaji sare, Neta yita, Egli shide. Mahawara Niwa Bawoto. Was a jubi muitare wajilube? No, well like 8.
အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာပုဏ္ဏပုဏ္ဏကဗ္ဗမုပိတိမန္တောအတိညာမရလို့နှုံနေတဲ့အတိညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတန်တရားထဲမှာတဝဲလေလေနေရတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမစကားကိုပဲသူဟာမကြာခဏဒီဂါထာလေးကိုရွတ်ပြီးတော့ပြောလေးရှိတယ်ပေါ့သူဟာအဲ့ဒီဘဝကလွတ်သွားတယ်တန်ဝေကရသွားပြီဒါကဒါတကမထေရရဲ့အမှတ်တရစကားပဲနောက်ထပ်မထေရတစ်ပါးရဲ့အမှတ်တရစကားတစ်ခုကြည့်အောင်နောက်ထပ်မထေရတစ်ပါးကသင်္ကာလကပိတာသင်္ကာလကပိတုသူ့သားလေးကသင်္ကာလကလို့ခေါ်တယ်ဒါကြောင့်သူ့ကိုသင်္ကာလကအဖေဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်တာဖြစ်တယ်မူရင်းနာမည်တော့မဟုတ်ဘူးသင်္ကာလကသူတို့သားရဲ့အဖေဆိုတဲ့နာမည်နဲ့သူ့ကိုမှတ်တမ်းတင်အဲ့တော့ဒီသူ့စာကြောင်းကလည်းပဲဒီလိုပဲသူ့ရဲ့အမှတ်တရစကားဘာလဲလို့ဆိုလို့ရှိရင်သူတရားအထုတ်နေတဲ့အချိန်မှာဒီတိုက်တွန်းပြောကြားခဲ့တဲ့မှတ်တရစကားလေးကိုပဲသူဟာမကြာခဏပြောဆိုလို့ရှိတယ်ပေါ့အဲ့ဒါကဘာတော့ဆိုလို့ရှိရင်အဟုဗုဒ္ဓတဒါယာတော်ဘိက္ခုဘေဒကလဝနေကေဝလံအဋ္ဌိတင်ညာယအဖရိပထဝေဣမမင်းကြီးဟံကာမရာကံသောခိဗ္ဗမေဝပဟိတတိတဲ့သူပြောခြင်းတဲ့စကားလေးကဘာလို့ဆိုလို့ရှိရင်ဘေဒကလဆိုတဲ့တောအုပ်ထဲမှာမြတ်စွာဘုရားရဲ့အမွေခံယဟန်ဓမ္မအမွေခံသားယဟန်အဖြစ်ခဲ့စဉ်ကဘေဒကလတောအုပ်ထဲမှာအယုစုကမ္မထံကိုကြိုးကြိုးပန်းပန်းအားထုတ်လိုက်တာခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုအယုစုဆိုတဲ့အသင်္တရံနဲ့လွှမ်းနေလောက်အောင်အယုကလွဲ၍တခြားကိုမမြင်လောက်အောင်အယုစုကမ္မထံကိုဆွဲဆွဲမြဲမြဲကြိုးပမ်းအားထုတ်တယ်အဲ့ဒီယုစုကမ္မထံကြိုးပမ်းအားထုတ်ခြင်းကြောင့်ကာမရာဂဆိုတဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုတွေသူဟာလှင်းနေမြ мян ကြီးပျောက်ကင်းသွားခဲ့တယ်လို့အဲ့တော့ဒီစကားကသူတရားထုတ်နေတဲ့အချိန်မှာနားရဲကြားတဲ့စကားလေးအဲ့ဒီစကားလေးကိုပဲသူကအမှတ်တရဖြစ်ပြန်ပြောတာအဲ့တော့သူစက်တန်းလေးကိုကြည့်ကြည့်အောင်သူဟာလည်းပဲဘဝမှာတခုသောဘဝမှာတာမန်ပုဂ္ဂိုလ်တူပဲ94ကဘာမြောက်တုံးကအဲ့ဒီမှာဖယားနဲ့တွေ့တာမဟုတ်ဘူးတတရန္တိဆိုတဲ့ပိစိကဗုဒ္ဓမထေရမြတ်နဲ့သူတွေ့တယ်သူလူဖြစ်တဲ့အချိန်မှာပိစိကဗုဒ္ဓနဲ့တွေ့တယ်တွေ့တဲ့အခါမှာသူကသူ့လက်ထဲမှာရှိတဲ့ထန်းသီးကိုပိစိကဗုဒ္ဓကိုလှူလိုက်တယ်နော်ဘယ်လိုများစားရလဲတော့မသိဘူးနော်ထန်းသီးဆိုအဲ့ဒီထန်းသီးလေးကိုပိစိကဗုဒ္ဓကိုလှူတယ်အဲ့ဒါသူ့ဘဝမှာကုသိုလ်ကောင်းမှုစလုပ်ခြင်းပဲအဲ့ဒီကနေပြီးတန်တရားမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့လူဖြစ်လိုက်နတ်ဖြစ်လိုက်တန်တရားထဲမှာ94ကဘာပတ်လုံးကျင်လီပြီးတော့ဒီဗဒ္ဒကဘာရောက်တဲ့အခါကျတော့ကတ္တဗမြတ်စွာဘုရားလက်ထက်မှာသူလူလာဖြစ်ပြန်လူဖြစ်တော့ဖះနဲ့နိစ္စပြီးသာသနာကိုချီးညိုတယ်နောက်ဆုံးမှာသာသနာပေါင်းဝင်ပြီးတော့ယဟန်ခံအဲ့ဒီယဟန်ခံတဲ့အချိန်မှာသူကမ္မထာအထုတ်တဲ့အခါကျတော့အဋ္ဌိကကမ္မထာကိုအထုတ်တယ်အဋ္ဌိကဆိုတာအယုစုကမ္မထာပေါ့နော်ယောစုကမ္မထာခန္ဓာကိုယ်မှာရှိတဲ့မြတ်အဋ္ဌိပုံဇောအယံကာယောအဋ္ဌိပုံဇာပရိပိစတဗ္ဗေပိအဋ္ဌိပုံဇာဝအနိစ္စဒုက္ခအနတ္တကာဆိုဘယ်သူကြည့်လိုက်ကိုယ့်ကြည့်ရင်လည်းအယုစုပဲသူများကြည့်လိုက်လည်းအယုစုပဲအားလုံးဟာအယုစုကြီးပဲအယုတွေကြီးပဲမြင်နေအောင်အဋ္ဌိကကမ္မထာကိုရှုမှတ်ပွားများတယ်ပေါ့ခေါင်းယုကနေစပြီးခြေဘဝယုထီအောင်ခြေဘဝထီအောင်ကြည့်ခြေဘဝကနေခေါင်းထီအောင်ကြည့်အားလုံးဟာ
အယိုးစုကမ္မထာဘုန်းကြီးတို့ငယ်ငယ်တုန်းကစကိုင်းတောင်ရုံမဟာကန္နာယုံကျောင်းဆိုတာရှိတယ်ဆရာတော်ကြီးကအယိုးစုကမ္မထာပွားများဖို့ရအဲ့ဒီမဟာကန္နာယုံကျောင်းလှိုင်ကူကြီးထဲမှာအယိုးစုလူရဲ့ခန္ဓာကိုယ်စကယ်တန်ဆိုတဲ့အယိုးစုကြီးချိတ်ဆွဲထားတာရှိတယ်အဲ့ဒါကြီးသွားကြည့်ကြောက်တယ်ညကြရင်မျက်စိထဲမှာဆွဲနေအယိုးစုဆိုတာကြည့်လိုက်ရင်ကိုယ်ပြုံးပြနေတယ်လို့ထင်တာရည်ပြနေတယ်လို့ထင်တာနော်အယိုးစုကြည့်လိုက်လို့ရှိရင်သွားတွေမြင်နေရတော့ရည်နေတယ်လို့ထင်တာပေါ့နော်အဲ့ဒီအယိုးကြီးတွေလိုင်ကူကြီးထဲမှာငယ်ငယ်တော့အဲ့ဒါကြည့်ခဲ့ဘူးတယ်အဲ့ဒါအယိုးစုကမ္မထာအတွက်အဗ္ဗဓမ္မတန်မိုးရှိတယ်နောက်အယိုးစုကမ္မထာကိုဆွဆွမြဲမြဲအားထုတ်ပြီးတော့အဋ္ဌိကကမ္မထာဆိုတဲ့စာအုပ်ကိုရေးခဲ့တာကတော့ရွှေချင်းကိုင်းကြီးကိုစတင်တည်ထောင်သွားတဲ့ရွှေချင်းဆရာတော်ကြီးကလည်းအယိုးစုကမ္မထာကိုအားထုတ်တယ်အယိုးစုကမ္မထာအားထုတ်လို့သူကိုယ်တိုင်အဋ္ဌိကကမ္မထာဆိုတဲ့စာအုပ်ကိုရေးသားပြီးထုတ်ဝေခဲ့ဘူးတယ်ကမ္မထာအဲ့ဆရာတော်ကြီးကလည်းပဲကမ္မထာထင်လွယ်အောင်လို့မလုပ်တော့ဘူးဆိုမေမှုဒန်းနေစီဆရာတော်ကြီးကမင်းတို့မင်းကြီးကကိုးကွယ်တော့မန္တလေးတောင်ရဲ့မြောက်ဘက်မှာရွှေချင်း9တိုက်ရှိတယ်မင်းတို့မင်းကြီးကကျောင်းဆောက်လှူတယ်အဲ့ဒီမှာအယိုးစုရအောင်ရှာအဲ့ဒီမှာမန္တလေးမှာတရုတ်လူမျိုးလူကြီးတယောက်သေဆုံးသွားတဲ့အခါမှာအယိုးစုရအောင်လို့ဆိုပြီးတော့ဘာလုပ်လဲဆိုရင်အေယာဝတီမြေထဲမှာသွားပြီးတော့အဲ့ဒီအယိုးကိုတေးသေးချာချာကျိုးနဲ့ချီပြီးတော့မြုပ်ထားတာခြေထဲမှာမြုပ်တာမြုပ်တဲ့အခါကျတော့ငါးတွေပါတွေလာစားကြတာပေါ့နော်ငါးတွေပါတွေလာစားအသားတွေကုံသွားပြီဆိုတော့မှအဲ့ဒီအယိုးကိုအနတ်သက်တွေပါတွေပျောက်အောင်လုပ်ဒီအယိုးဆိုတာကအကျော်တွေကြွက်သားတွေနဲ့ထိန်းထားတာကိုနှုတ်မဆိုပြုတ်ထွက်ကုန်အဲ့ဒီမှာကျင်းနှန်းလေးတွေနဲ့ခက်ပြီးတော့ဆရာတော်ကြီးကမ္မထာရှုဖို့ဆိုပြီးတော့တခါတယောက်ကလှူတယ်အဲ့ဒီအယိုးကြီးကိုကြည့်ပြီးတော့ရွှေချင်းဆရာတော်ကြီးကတရားထုတ်တယ်တဲ့ယောစုကမ္မထာစာထဲမှာအဲ့ဒါလို့ဖတ်ရဘူးတဲ့နော်နောက်တီဟိုချုံးမှာဆိုလဲအယိုးစုကမ္မထာအထုတ်တဲ့ကိုတော်ကြီးယောစုကမ္မထာအထုတ်တဲ့အခါဘယ်သူကြည့်လိုက်သူကအယိုးပဲမြင်တယ်တနေ့ကျတော့ခဏေခေါ်မဟိန္ဒလိအဲ့ဒီတော့ကစေတိယပပ္ပတလို့ခေါ်တယ်အနုရရပူရမြို့နဲ့သိမ့်မဝေးတဲ့နေရာကနေပြီးတော့အနုရရပူရမြို့တဲကိုဆွမ်းကဝင်လာလမ်းမှာအနုရရပူရမြို့ကအမျိုးသမီးတယောက်ကအိမ်ကအမျိုးသားနဲ့ရန်ဖြစ်ပြီးတော့မိဘအိမ်ပြန်တာတယောက်တည်းစိတ်ဆိုးပြီးတော့စိတ်ဆိုးပြီးပြန်တော့အဲ့လမ်းမှာအဲ့ဆွမ်းကလာတဲ့ကိုရောကြီးနဲ့တွေ့တော့အဖော်ရလို့ရညာဆိုပြုံးပြတာပေါ့နော်ပြုံးပြတော့ကိုရောကြီးကကြည့်လိုက်တဲ့အခါသွားမြင်လိုက်တာကနေပြီးတော့အယိုးတွေကြီးပဲမြင်လိုက်တော့တာနောက်ဆုံးလူကိုမမြင်တော့သူ့ရဲ့မျိုးသားနောက်ကလိုက်လာပြီးတော့အဲ့မထေကြီးနဲ့တွေ့တဲ့အခါအရှင်ဘုရားဒီလမ်းကဒီအမျိုးသမီးတယောက်သွားတာမတွေ့လိုက်ဘူးလားတွေ့လိုက်သလားလို့မေးတဲ့အခါကျတော့သူဘာပြောတော့ဆိုနော်ဒီလမ်းကသွားတာအမျိုးသားလားအမျိုးသမီးလားတော့ငါမသိဘူးကွာတဲ့အယိုးစုကြီးတစ်ခုတော့သွားလေရဲ့ဒီနာသွားတာတွေ့လိုက်တယ်အဲ့တော့အယိုးစုပဲသူမြင်လိုက်တယ်အဲ့ဒါလောက်ထိအောင်တရားသားကောင်းတယ်ပေါ့နော်အခုသင်္ကာလကပိတာဆိုတဲ့ဒီကိုတော့လေအဲ့ဒီလိုပဲအဋ္ဌိကကမ္မထာကိုမြတ်စွာဘုရားသင်ပေးတော့အဋ္ဌိကကမ္မထာကိုကျိုးပန်းအထုတ်တာကျိုးပန်းအထုတ်တယ်အဲ့ဒီကတ္တဗမြတ်စွာဘုရားလက်ထက်မှာအဋ္ဌိကကမ္မထာကိုကျိုးပန်းအထုတ်တော့ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာတာဝတိမြို့ရောက်လာတာဝတိမြို့မှာလူလာဖြစ်တယ်လူလာဖြစ်ပြီးအိမ်တော်ရင်သားကြတော့သားတဦးမွေးဖွားတယ်သူ့သားလေးကိုသင်္ကာလကလို့နာမည်ပေးလိုက်တယ်အဲ့ဒီနာမည်ကြသူ့ကိုသင်္ကာလကပိတာလို့သင်္ကာလောအရသုံးနဲ့တော့မသက်ဆိုင်ဘူးမရဘူးချီရတာဘာမှတစုံတစဖော်ပြတာမရှိဘူးအဲ့ဒါကြောင့်တာဝတိမြို့ကသူ့သားသင်္ကာလကိုအကြောင်းပြုပြီးသူ့ကိုသင်္ကာလကပိတာလို့သူတို့စာပေမှာမှတ်တမ်းတင်တာအဲ့ဒါလို့နောက်ကြတဲ့အခါမြတ်စွာဘုရားစီတရားနာရင်ပါရင်နဲ့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်
တန်ဝေကဖြစ်ပြီးလူဘဝခွာရှောင်ပြီးတော့သာသနာပေါင်းဝင်နေတဲ့သာသနာပေါင်းဝင်တဲ့အခါမှာမြတ်စွာဘုရားသူ့ရဲ့အစ္ဆတေယအတိတ်ဘဝကအထုတ်ခဲ့တာတွေဘာတွေရှိတော့လို့ချိလိုက်တဲ့အခါမှာအဋ္ဌိကကမ္မထာအထုတ်ခဲ့တာကိုသိတယ်။ဒါကြောင့်မို့အဋ္ဌိကကမ္မထာကိုပဲမြတ်စွာဘုရားဟောတယ်။အယောစုကမ္မထာခေါဏလိုအဋ္ဌိပုံဇောအယံကာယောဒီခန္ဓာကိုယ်ကြီးဟာအယောပုံကြီးပဲအယောစုကြီးပဲအဋ္ဌိပုံဇာပရိပိစာကျန်တဲ့လူတွေအားလုံးဟာလည်းအယောပုံကြီးပဲနော်တပိပိအဋ္ဌိပုံဇာဝအားလုံးမြင်သမျှဟာအယောပုံကြီးကြီးပဲအယောတွေကြီးပဲနဲ့ဆိုပြီးတော့အယောတစ်ခုတည်းကိုပဲတတိထားပြီးတော့ကြည့်ရှုအနိစ္စဒုက္ခအနတ္တကဝိပဿနာတင်ပြီးတော့ရှုတယ်တဲ့နိစ္စဒုက္ခအနတ္တဝိပဿနာတင်ရှုရကနေပြီးတော့အဋ္ဌိကကမ္မထာကိုယူပြီးတော့ရသော်ဘုရားစီကတရားယူပြီးတာဝတိမြို့ကနေသူထွက်သွားတယ်ဘက်ခတ်တိုင်းဘေဒကလာဆိုတဲ့တောအုပ်ကြီးထဲမှာသွားတရားထိုင်တာအဲ့မှာတရားအားထုတ်တယ်ဘာတရားအားထုတ်တော့ဆိုဒီအယောစုကမ္မထာမဲ့အားထုတ်တယ်နော်အယောစုပဲကြည့်ပြီးတော့အယောစုပဲတွေးပြီးတော့တရားအားထုတ်တယ်အဲ့တော့သူကတမာတိရလာလို့ရှိရင်လူမြင်လို့ရှိရင်အယိုးပဲမြင်တော့တာနောက်လူရဲ့လို့ကိုမမြင်တော့အဲ့လိုထိအောင်ကောင်းလာတယ်ပေါ့နော်အဲ့လိုတရားထုတ်နေတဲ့အချိန်လေးမှာဘေဒကလာတောအုပ်ထဲမှာစောင့်နေတောဆောင်နတ်ပေါ့ဘုံမစိုးဆိုတာမြေကြီးနဲ့ဆက်ဆံပြီးတော့နေတဲ့နတ်တွေဟာဘုံမစိုးနတ်တွေပဲသူတို့ကလူတွေနဲ့မတမရင်းနှီးတယ်ရန်တရားအထုတ်နေတဲ့ကိုတော်အယောစုကမ္မထာကိုအထုတ်နေတာကိုသူကအားပေးစကားပြောတယ်ကြိုးစားကိုတော်ကြိုးစားဒီကိုတော်ကြိုးစားလိုက်ရင်တနေ့ကျရင်ကာမရာဂတွေကာမဂုဏ်အာယုန်တွေကိုလုံးဝဖယ်ရှားနိုင်မှာသိကြတယ်လို့သူထင်ပါတယ်ဆိုတာကိုနတ်ကနေပြီးအားပေးစကားပြောတာဒီစကားနော်သူ့ကိုအားပေးတိုက်တွန်းတာအဲ့ဒီအားပေးတိုက်တွန်းတဲ့စကားကိုပဲသူကအမတ်တရားစကားအဖြစ်ပြန်လဲပြောပြတယ်တဲ့ချိုးစားအားထုတ်တာအဲ့တော့နတ်ကအမတ်သူ့ကိုလာပြီးတော့တိုက်တွန်းတာတော့အဟုဗုဒ္ဓတာထာယာတော်ဘိက္ခုဘေဒကလာဝနေဘေဒကလာဆိုတဲ့တောအုပ်ကြီးထဲမှာမြတ်စွာဘုရားရဲ့ဓမ္မအမွေကိုခံယူတဲ့သားတော်အစ်ဖြစ်တဲ့ယဟန်ဆိုတာကိုတော်ပဲကိုတော်ဟာတကယ်ဘုရားသားတော်ဖြစ်နေပြီအပိစကားပြောတာတော့နော်ယဟန်ဖြစ်နေပြီကေဝလံအဋ္ဌိတင်ညာယအဖရိပထဝေဣမာနဒီခန္ဓာကိုယ်ကြီးကိုခန္ဓာကိုယ်စူးစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအလုံးအယောစုဆိုတဲ့အမှတ်တင်ညာကိုပဲထားသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးခြုံငုံပြီးတော့အယောစုဆိုတဲ့အမှတ်တင်ညာဟာသူ့စိတ်ကိုလွှမ်းမိုးပြီးတော့နေတယ်အယောဆိုတာပဲအာယုံစိုက်ပြီးတော့လွှမ်းမိုးပြီးတော့နေတယ်အဲ့ဒါလို့တရားသားတွေအခုလို့တက်လာပြီးတော့အယောကိုပဲတွေ့မြင်ပြီးတော့နေရလို့ရှိရင်မင်းကြီးဟံကာမရာဂံတော်အဲ့ဒါလို့အယိုးတွေကြီးတွေ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ကာမရာဂဆိုတဲ့ကာမဂုဏ်အာယုန်တွေကိုတွေ့တရတဲ့တဏှာတရားကိုခိပ္ပမေဝဗဟိတတိလှင်လင်းမြန်မြန်ကြီးပယ်ဖြောင်းနိုင်လိမ့်မယ်လို့သူထင်မြင်ယူဆပါတယ်ဒါကြောင့်မို့ကြိုးစားပါနဲ့နတ်ကသူကြားအောင်ပြောတယ်အဲ့ဒီမှာသူကအာတတရောဖြစ်ပြီးတော့နေ့ညကြိုးစားလိုက်တာအယောစုကမ္မထာနဲ့ပဲယဟန္တာဖြစ်သွားတယ်အဲ့ဒီအယောစုကမ္မထာနဲ့ယဟန္တာဖြစ်လို့နတ်ပြောတဲ့စကားကိုသူရင်ထဲမှာမှတ်ထားပြီးသူ့ရဲ့အမှတ်တရစကားအဖြစ်ပြန်ပြီးပြောပြတာပဲဖြစ်တယ်ပေါ့ဒါကသင်္ကာလကပိတာမထေမြတ်ရဲ့အမှတ်တရစကားတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုလိုတရားဥဒဲမြတ်ရရှိသွားတဲ့ပုဂ္ဂိုလ်တွေဟာတမန်အနေထားကနေပြီးကြိုးစားလို့တိုးတက်ကြီးပွားသွားကြတာဖြစ်တယ်။ဘုန်းကြီးတို့တွေလည်းသူတို့လိုကြိုးစားအထောက်သွားမယ်ဆိုရင်တမန်ဘဝကနေထူးခြားတဲ့ဘဝ
အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်တယ်ဆိုတာကိုနော်ကိုယ့်ကိုအားပေးပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေသိရှိကြားနာခွင့်ရတဲ့ယခုလိုအခါမျိုးမှာတခြားစုပန်ထားတာမရှိဘူးဆိုရင်တန်တရားဝကလွတ်ဖို့ရအတွက်ကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်တို့တွေလည်းအောင်မြင်ပေါက်ရောက်ကြမှာဖြစ်တယ်လို့ကိုစီအားသစ်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝိတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအိမြကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တဝန္တာရွှေမြို့ဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှဲသင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်တည်း